ဘုရားနဲ့ဘုံတော်ကြီးဒီ sister တွေပေါ့နော်နောက်လို့ရှိရင်ကျောင်းသူကျောင်းသားတွေလာလို့ပေါ့နော်အဲ့တော့ဒီမှာဘွယ်စီတွေရာလူစုလာအများဆုံးရက်တည်းပေါ့နော်အဲ့တော့ပုံမျိုးတွေအဲ့တော့နန်းတော်မှာဒီပီတန်တော်နန်းပိုင်လေချင်းတေးသွားလို့